Biomedical Science စက္ကန့်ရ student တယောက်အနေနဲ့ chemistry lab တွေမှာဘာတွေလုပ်ရလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်အစအဆုံးလိုက်ကြည့်ပေးနော်ပထမဆုံး lab ထဲဝင်ပြီဆိုတာနဲ့ lab coat ကိုစဝတ်ရတာပေါ့နော်နောက်ပြီးတော့တို့ဒီ rule တွေရှိရဲ့ဘာလဲဆိုတော့ဒီ sneaker ပဲစီးရမယ်ပေါ့နော် shoe စီးလို့ရတယ် sneaker စီးလို့ရတယ် slipper စီးလို့မရပါဘူး lab ထဲမှာဘာလို့လဲဆိုတော့တို့ကန်ရတဲ့ chemical acid တွေကတို့ခြေထောက်ပေါ်ကျတာမျိုးတွေဖြစ်လို့ရှိရင်အဲ့လိုမျိုးကြီးဖြစ်မှာမလို့ပေါ့နော်ဖြစ်တဲ့ခါကျလို့ရှိရင် sneaker shoe တွေကကြတော့ဒီတန်ခံနိုင်တဲ့ slipper နဲ့ဆိုအသားကိုတန်းထိမှာဆိုတော့အဲ့လိုမျိုးကြီးစီခွင့်မပေးပါဘူးဒီ lab coat လေးဝတ်ပြီးဆိုတော့ဘာပြင်ရလဲဆိုတော့ဒီနေ့ titration လုပ်မယ်ပေါ့နော် titration တွေလိုအပ်တဲ့ပစ္စည်းကိုပြင်ပါတယ်ဆရာကြီးရဲ့စပွဲစီမှာတွေ့တာတို့လောကနံပါတ်1အလိုက်တော်လေးထားရောနော်တွေ့တာတို့လောကနံပါတ်က109ဆိုတော့တွေ့တာတို့လောကကိုဖွင့်ဖို့တော်လေးသွားယူပြီးတော့လိုအပ်တဲ့ပစ္စည်းဒီနေ့ lab အတွက်လိုအပ်တဲ့ beaker တွေအဲ့နဲ့တခြားပစ္စည်းကိုထားရပေါ့နော်ဒီမှာဆိုလို့ရှိရင်တွေ့တာတော့ lab partner 2ယောက်လုံးရပါတော့တွေ့တာရဲ့တခြားအမ1ယောက်ရေးပါသူကပတ်ဝန်းယူတွေ့တာပတ်တူယူရတယ်တွေ့တာပတ်ဝန်းယူရင်သူကပတ်တူယူရတယ်အဲ့လိုမျိုးတက်လေးစီမျှယူရတယ်ပေါ့နော်ဒီနေ့တွေ့တာကြတော့ပတ်တူကိုယူထားတယ်ပစ္စည်းလည်းယူပြီးပြီဆိုတော့တွေ့တာတော့ဒီနေ့ lab မစားခင်မှာအရင်အပတ်ကလုပ်ခဲ့တဲ့ lab အတွက် poster ဖြေရတယ်ဒါကြတော့ poster အတွက်ပြန်ကြည့်နေရပါတော့ပြန်ကြည့်နေပြီးတော့ခဏကြာ poster ဖြေပါရဲ့အတွက်ကတော့တွေ့တာတော့ဆမွေးဖြေနေတဲ့အချိန်မှာဖုန်းတွေပါထောင်ခွင့်မရှိရကြောင်းမို့တွေ့တာရိုက်မထားဘူးပေါ့နော်ဆမွေးလေးဖြေပြီးဆိုလို့ရှိရင်တွေ့တာလောက်ရမယ့်အပိုင်းအတွက်သွားပြီးတော့လုပ်ပါမယ်ပထမဆုံး weight ချိန်ရပေါ့နော်ချိန်ရမယ့်ဟာကြတော့0.12 ကနေ0.13 ထိပေါ့နော်ဒါပေမဲ့တသမ4နေရာယူရမှာပါတွေ့တာရခဲ့တဲ့ဟာကကြတော့0.1324 ရခဲ့ပါတယ်ဒါလေးအရင်ချိန်ရပါဒီဟာချိန်တဲ့နေရာမှာတော်တော်လေးအလုံးရှုပ်ပါတယ်ဒီအမုံလေးကတွေ့တာတိတ်ပြီးတော့မခံမှန်းနိုင်ဘူးပေါ့နော်နေသွားလိုက်များသွားလိုက်နဲ့အဲ့ဒါကိုပြန်ကြီးရအခါပါအဲ့ဒါလူတိုင်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီစက်ကူလေးမြင်မဲထင်တယ်တွေ့တာတို့ဘာလို့ဒီစက်ကူလေးနဲ့ပတ်လဲဆိုတော့ဒီတွေ့တာတို့ကင်လိုက်တဲ့လက်ကြောင်မဲဖြစ်ဖြစ်ဒီအပြင်ကလေးလူကြောင်မဲဖြစ်ဖြစ်အဲ့လိုမျိုးအလေးချိန်လေးပို့သွားမှာဆိုလို့တွေ့တာတို့အလေးချိန်ကိုမမှားအောင်လို့ပေါ့နော်ဒီစက်ကူလေးနဲ့ပတ်ပြီးကင်ရပါတွေ့တာတို့လက်နဲ့ဒီဘီကာခွက်လေးတွေကိုတိုင်းရိုက်ထိတွေ့ကင်တွေ့လို့မရပါဘူးအဲ့အမုံလေးတွေကိုယူလာပြီးပြီဆိုလို့ရှိရင်တွေ့တာတော့50 ml flag ထဲမှာ distilled water နဲ့ဒီအရေးဖြောရမယ်မှုရမယ်ပေါ့နော်ပထမဆုံးဘီကာခွက်လေးထဲမှာဒီအမုံလေးတွေကိုပျော်သွားအောင်အရေးမှုရမယ်မှုပြီးလို့အမုံလေးရဲ့အရေးပျော်သွားပြီဆိုလို့ရှိရင်တွေ့တာအဲ့ဒီ50 ml flag ပေါ့နော်အဲ့ဒီတွေ့တာလက်ကခိုင်ထားတဲ့ flag လေးတွေကိုထည့်ရမှာပဲဖြစ်ပါတယ်အရင်ဆုံးတွေ့တာဒီအမုံလေးတွေကို distilled water နဲ့အရေးမှုပါမယ်မှွေပြီးသွားလို့အကုန်ရေပြောသွားပြီ50 ml ဒီ flag လေးကိုလေးထည့်ပြီးဆိုလို့ရှိရင်တွေ့တာတို့ဒီ titration စမယ်ပေါ့နော် titration မှာခဏရခဲ့50 ml ဟာလေးတွေကိုflag တစ်ခုချင်းစီတိုင်းမှာ10 ml စီထည့်မယ်တွေ့တာအပိုင်းမှာကျ flag က2ခုပဲ3ရရပေါ့နော်ထည့်မယ်ပြီးလို့ရှိရင် indicator 3 ml စီထည့်မယ်ထည့်ပြီးဆိုလို့ရှိရင်အခုလိုမျိုးလေး titration စပါပြီ titration စရခါမှာလေဒီ titration မစခင်မှာဒီအခုမြင်နေရတဲ့ပိုက်ပတ်လေးကိုပေါ့နော်ဒီလီတွေအကုန်ထွက်သွားအောင်လို့လှည့်ရပါမယ်အကုန်ခုတရာပြထားလို့လေးအကုန်လှည့်ပြရပါမယ်အဲ့လိုမျိုးမလှည့်ဘူးဆိုလို့ရှိရင် error တက်တာတွေဒီတဲမှာပေါ့နော် volume လေးတွေကျန်နေရလေးတွေဖြစ်တတ်ပါတယ်အားကြောင့်မို့တွေ့တာတို့ကဒီဟာကိုမဖြစ်မနေတိတ်ပေးရပေါ့နော်အထဲမှာပူပေါင်းလေးတွေမကျန်နေအောင်လို့ပါဒါပြီးလို့ရှိရင်တော့ titration စပါပြီဒီနေ့ titration မှာရရမယ့်အယောင်ကကျတော့ဒီအဝါလေးကနည်းနည်းလေးပြစ်တဲ့အယောင်လေးပေါ့နော်ဒါတို့မြင်တာအောင်ပြောရမယ်ဆိုလို့ရှိရင်စီခဲနေတဲ့အယောင်ပေါ့နော်အဲ့ထဲမှာအနီရောင်လေးပေါ့နော် red brick အယောင်လေးဖြစ်ရမယ်ပေါ့နော်အဲ့ဒါကြောင့်မှန်ပါမယ်နောက်ပြီးတော့ titration လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ flag နှစ်ခုရဲ့titration ကွာခြားချက်က 0.1 ထက်ပို့လို့မရဘူးပေါ့နော်အဲ့လိုမျိုးပို့သွားပြီဆိုလို့ရှိရင်တွေ့တာတို့အဲ့ဒါကမှားသွားပါပြီအစားအနည်းပြန်လို့ရပါတယ်ဒါတော့တွေ့တာ final result ရပြီပေါ့နော်ဒီဒုတိယ flag လေးဟာရောက်တွေ့တာနည်းနည်းလက်လွန်သွားပေါ့နော်အဆက်ချအောင်တစ်စက်ချင်းမချမိပဲနဲ့တွေ့တာလက်ကချော်ပြီးတော့ဒီစီပြီးတော့ကြာလာရပေါ့နော်ကင်မီကယ်လေးအဲ့ဒါနဲ့အရာကနည်းနည်းလေးရင်သွားပါဒီနေ့တော့ဒါတော့ပါပဲအားလုံးပဲပိုင်ပါ